တစ်ခုလုပ်တဲ့ဆိုတာအသေးချာစီးနဲ့ဖောင်းနဲ့ဒီလိုမျိုးစီးမြင်းဆွဲပြီးတော့မှလုပ်တာအကောင်းဆုံးပါပဲစီးမြင်းကိုသေချာဆွဲရမှာပဲကြီးပင်နေရပေါ်နေပါလေကြီးပင်ဘာပင်ဇာလီထုံးမင်္ဂလာပါ